ဒီနေ့မှာတော့ KKRI ရဲ့ estate ကနေတန်လီမြို့နယ်က Estella တောင်းဟောင်းအဆင့်မြင့်ပစ္စည်းပြီးသားနှစ်ထပ်အယောင်အိမ်တစ်လုံးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင်။ကိုဝိုင်ကားပါကင်နေရာပါပြီး1289 square feet ပေ20ပေ60ကျယ်ဝန်းပါတယ်။ဧကန်ကျယ်ဝန်းပြီးခန်းစီလိုက်ကအပြည့်မျက်နှာကျက်အလှပြီး TV စင် sofa studio ကိုလည်းအဆင့်မြင့်ပြင်ဆင်ပေးထားပါတယ်။ဒါအပြင်အိမ်ရှင်မတွေအကြိုက်မီးဖိုချောင်းနဲ့ထမင်းစားခန်းကိုလည်းတည်တံ့ဖွဲ့စည်းပေးထားတာကိုတွေ့မြင်နိုင်ပါတယ်ရှင်။အပေါ်ထပ်မှာဆိုရင်တော့အခုလိုအိမ်ခန်းတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ကိုပိုင်ရီချိုးကန်အိမ်သာပါတဲ့ master bedroom အခန်းဖြစ်ပါတယ်။အပန်းဖြေအနားယူနိုင်မဲ့ဝရဏလည်းပါပါတယ်။ single bedroom နှခမ်းပါပါတယ်။ဒီအိမ်ရဲ့အားသာချက်ကတော့ကြာနေတက်နေမထိုးတဲ့မြောက်အလဲမှာရှိပြီးမိန်းလန်းနဲ့ကလျက်လိန်းချောင်းမှာတည်ရှိပါတယ်။ပြီးတော့အိမ်နံပါတ်ပေါင်းချင်းခွန်ရတဲ့ကံကောင်းချင်းဆောင်တဲ့အိမ်လေးဆိုလည်းမမှားပါဘူးရှင်။ဒါကြောင့်လူကြီးမင်းတို့စိတ်ဝင်စားတယ်ဆိုရင်တော့သိန်း8950နဲ့ညှိနှိုင်းဝယ်ယူနိုင်ပါပြီရှင်။